ခင်မဟောင်းစင်ရောင်မောင်မောင်နဲ့မိသားစုတို့ကြားကဝင်ရှုပ်တဲ့သူကိုပြောပြလိုက်တဲ့စင်ရောင်မောင်မောင်တခက်တခါကအောင်မြင်ကြော်ကြားခဲ့တဲ့မင်းသမီးကြီးမိသားစုဟာခင်မုံဖြစ်သူဒရိုက်တာစင်ရောင်မောင်မောင်ကျမ်းမာရေးအားနည်းနေတဲ့အချိန်မှာအရင်အဖို့ထစ်တွေကိုဘေးဖယ်ထားပြီးတော့အနာမခွာပဲကိုရိုင်းကိုကြောင့်ပြုစုကြည့်ဆိုင်ပေးနေတာကြောင့်ပရိသတ်တွေကလေးစားနေကြရပါတယ်။စင်ရောင်မောင်မောင်ကလည်းသူတို့နှစ်ဦးလန်ခွဲခဲ့ကြပေမဲ့လည်းအတိတ်ကအမားတွေကိုဝန်ခံရင်းနဲ့မစင်ရချစ်တတ်တဲ့စိတ်ထားနဲ့သူ့အပေါ်ခရူးဆိုင်တဲ့ပုံတွေကိုပြန်လည်ပြောပြလာခဲ့ပါတယ်။မစင်ရအတိတ်ကိုချစ်တတ်တဲ့မိန်းမတစ်ယောက်ပါကျွန်တော်ကိုလက်သေးအစာညှက်ပေးပြီးတော့ဟင်းနေလဲစနစ်တကျချက်ကျွေးခဲ့တာဆိုပြီးသူတို့နှစ်ဦးဆွေတော်ရွက်လိုတသားရေးရှိခဲ့ကြတဲ့အချိန်တွေကိုလွမ်းဆွတ်စွာရင်ဖွင့်လာခဲ့ပါတယ်။သူတို့ရဲ့အိမ်အောင်ရေးပြိုကွဲအောင်လုပ်ခဲ့တဲ့အားနဲ့စားတဲ့နာမည်နှလုံးရှိတဲ့လူတစ်ယောက်အကြောင်းကိုလည်းဇင်အောင်မမောင်ကပွန့်ပွန့်လင်းလင်းထုတ်ဖော်ပြောဆိုခဲ့ပြီးတော့အခုဒီအခေါ်ပြောမလုပ်ဘူးလို့ဆိုပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်အခုလိုအခက်ခဲတဲ့အချိန်မှာမေတ္တာတို့ရဲ့သစ္စာတရားနဲ့မေတ္တာတရားကြောင့်သူတို့နှစ်ဦးပြန်လည်နှီးဆက်လာတဲ့ပုံရိပ်လေးတွေကတကယ်ကိုကြည်နူးစရာကောင်းလာပါတယ်။ဘဝရဲ့အနေမြင့်နေကြမှာတအုပ်ကိုတအုပ်ဖေးမကူညီပေးနေတဲ့သူတို့ဇနီးမောင်နှံကိုကြည့်ပြီးတော့ပရိသတ်တွေကလည်းဥစဉ်အောင်မောင်မောင်အမြန်ဆုံးကျမ်းမာလာပါစေကြောင်းဆုတောင်းပေးနေကြပါတယ်ရှင်။